ပိတ်ကုန်ပြစ်ပြီးငါးဖမ်းတဲ့အခါမှာငါးတွေအပြင်ခေါင်းမပါတဲ့အလောင်းတစ်လောင်းပါပါလာခဲ့ပါတယ်။အလောင်းကတော်တော်လေးကိုပုတ်ပွားနေပြီးဓာတ်နဲ့တစ်ချက်ခွဲလိုက်တဲ့အခါမှာတော့ဘိုက်ထဲကနေငါးရှင်တွေအများကြီးအပြင်ကိုတိုးထွက်လာခဲ့ပါတယ်။ဒီဇက်ကားဟာဗီယက်နမ်နိုင်ငံမှာတစ်နှစ်တာဝင်ငွေအကောင်းဆုံးစံချိန်တင်ခဲ့တဲ့အပြင်ဗီယက်နမ်ရုပ်ရှင်သမိုင်းမှာလည်းထိပ်တန်းဝင်ငွေရရှိတဲ့ကား30ကားတွေကတကားဖြစ်ပါတယ်။ဇလန်လေးကတော့ဗီယက်နမ်ရဲ့ငူရင်မင်းဆက်လက်ထက်ကဝေးလံခေါင်ဖျားတဲ့ရွာလေးတစ်ရွာမှာအခြေခံထားပါတယ်။ဒီရွာမှာခဏခဏဆိုသလိုလူတွေပျောက်ဆုံးနေတတ်ပြီးအဲ့ဒီလူတွေပြန်တွေ့တဲ့အခါတိုင်းမှာလည်းခေါင်းမပါတဲ့အလောင်းတွေအဖြစ်နဲ့ပဲတွေ့ရလေရှိပါတယ်။အဲ့ဒါကြောင့်လည်းရွာထဲမှာရေတစီကခေါင်းကိုစားတယ်။ငါးရက်ကြာရင်အလောင်းပြန်ပေါ်တယ်ဆိုတဲ့ကောလာဟလာတွေပြတ်နေတာပါ။ဒီအချိန်ကြောင့်ရွာသားတွေဟာအရန်ကိုထိတ်လန့်တုန်လှုပ်နေကြပါတယ်။ရွာလူကြီးကတော့မှရွာတွေကအမောက်ပျောကားတွေကိုမောင်းထုတ်ဖို့အတွက်အစီရင်လုပ်တဲ့ဆရာတယောက်ကိုပင့်ခဲ့ရပါတယ်။အစီရင်ကအစွမ်းထက်တယ်လို့ဆိုရမှာဖြစ်ပြီးရွာသားတွေဟာအဲ့ဒီဆရာစီကရတဲ့အမွှေးတိုင်မပါဘဲမနေနိုင်လောက်အောင်ဖြစ်သွားကြပါတယ်။ညတိုင်းမှာလည်းအဲ့ဒီအမွှေးတိုင်ကိုထွန်းထားမှသာမကောင်းဆိုးဝါးတွေနဲ့ရေတစီတွေရဲ့ရန်ကနေကင်းဝေးမယ်လို့သူတို့ယုံကြည်နေကြပါတယ်။အချိန်တွေတဖြည်းဖြည်းကုန်လွန်လာရင်းနဲ့ရွာထဲမှာတေဆုံးသွားတဲ့လူဟာ10ယောက်အထိရှိလာခဲ့ပါပြီ။ဒီနေ့မှာတော့ရွာသားတွေဟာမြေကမ်းနားကနေဖက်နှက်တစ်ဖက်ကိုကောက်ရခဲ့ပါတယ်။အဲ့ဒီဖက်နှက်ကဇီချီရဲ့တူမလေးဖြစ်တဲ့မိအိုရဲ့ဖက်နှက်ဖြစ်နေပါတယ်။ဒါကိုမြင်လိုက်ရတဲ့ရွာသားတွေကတော့မိအိုဟာလည်းရေတစီရဲ့အစားခံလိုက်ရပြီလို့တစ်ထစ်ချယူဆလိုက်ကြပါတယ်။ဒါကြောင့်လည်းရေတစီရဲ့အညှိုးခံရမှာကြောက်တာကြောင့်ဘသူကမှလည်းသွားမရှာရဲကြပါဘူး။ဒါပေမဲ့ဇီချီကတော့မိအိုဟာဒီလိုမျိုးတည်သွားလိမ့်မယ်လို့မယုံကြည်နိုင်ခဲ့ပါဘူး။အခုချိန်မှာအလောင်းတော်မတွေ့ရသေးဘဲနဲ့ဒီလိုမျိုးကောက်ချက်ချလိုက်တာကိုသူမလက်မခံနိုင်ပါဘူး။သူမဟာအကူအညီတောင်းဖို့အတွက်ဒေသခံခရိုင်ဝန်စီသွားခဲ့ပေမဲ့ခရိုင်ဝန်ကသူမကိုတွေ့တော့မတွေ့ပေးခဲ့ပါဘူး။ခရိုင်ဝန်ကလည်းမိအိုဟာမကယ်နိုင်တော့ဘူးလို့ယူဆနေပုံရပါတယ်။အလျှော်မပေးခြင်းတဲ့ဇီချီဟာစုံတော့အကျန်းစီကိုစာတစောင်ရေးလိုက်ပါတယ်။တကယ်တော့သူတို့နှစ်ယောက်ကြားမှာအတိတ်ကပတ်သက်မှုတစ်ခုရှိခဲ့ပူပါတယ်။ဇီချီရဲ့ခင်မွန်းကိုဖမ်းဆီးခဲ့တာကစုံတော့အကျန်းဖြစ်နေလို့ပါပဲ။ဒါကြောင့်အကျန်းဟာဒီသတင်းကိုကြားတာနဲ့ချက်ချင်းပဲဇီချီရှိတဲ့ရွာကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့ရွာကိုရောက်ချင်းမှာပဲဒီရွာကလူတွေဟာနည်းနည်းထူးဆန်းနေတာကိုသတိထားမိလိုက်ပါတယ်။နေကင်းကြောင်တော်မှာတင်ရွာသားတွေဟာရုတ်တရက်ကြီးနှာခေါင်းသွေးတွေယိုလာကြလို့ပါ။သူကသွားကူညီဖို့လုပ်ပေမဲ့လည်းရွာသားတွေကညှင်းဆန်ခဲ့ကြပါတယ်။ဒါနဲ့ပဲအကျန်းလဲရွာထဲကိုဆက်ပြီးစုံစမ်းဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီမှာဇီချီရဲ့အိမ်ရှိမှာကတ်ထားတဲ့လူပြောက်ကြော်ညာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့ပျောက်ဆုံးနေတာ9ရက်ရှိပြီဖြစ်တဲ့မိအိုကိုရှာဖွေနေတဲ့ကြော်ညာပါဘေးနားမှာရှိတဲ့အမျိုးသမီးတယောက်ကအကျန်းကိုကြည့်ပြီးဇီချီဟာခရိုင်ဝန်စီမှာရှိနေနိုင်ကြောင်းနဲ့အဲ့ဒီမှာသွားရှာနိုင်ကြောင်းပြောပြပါတယ်ဇီချီဟာအဲ့ဒီအမျိုးသမီးပြောသလိုပဲခရိုင်ဝန်စီမှာမိအိုကိုရှာပေးဖို့တောင်းပန်နေပေမဲ့အဆောင်တွေကသူမကိုတားဆီးထားကြပါတယ်သူမရဲ့တိုင်စာတွေဟာလည်းမြေပြင်ပေါ်မှာပြန့်ကျဲနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဇီချီရဲ့ရှေ့ကိုလက်တစ်ဖက်ကမ်းပေးလိုက်တာကိုတွေ့လိုက်ရပါတယ်မော့ကြည့်လိုက်တဲ့အခါမှာတော့သူမမျောလင့်နေတဲ့စုံတော့အကျန်းဖြစ်နေပါတယ်အကျန်းကိုမြင်လိုက်ရတဲ့ဇီချီဟာမိန်းကလေးငယ်တယောက်လိုမျိုးရှက်ပြုံးလေးပြုံးပြနေမိပါတယ်တကယ်တော့ဇီချီဟာအကျန်းပေါ်မှာစိတ်ကူးရင်အချစ်လေးတွေရှိနေခဲ့တာပါဒါပေမဲ့အကျန်းကတော့ဒါကိုသတိမထားမိပါဘူးခရိုင်ဝန်ရုံးကနေထွက်လာပြီးနောက်မှာတော့ဇီချီကရွာသားတွေဟာမိအိုကိုရေတစီစားသွားပြီလို့ပဲထင်နေကြတဲ့အကြောင်းရှင်းပြပါတယ်ဒါကြောင့်လည်းဘသူကမှသူမကိုကူညီပြီးမရှာပေးကြတာပါဒါပေမဲ့ဇီချီကတော့ဒါကိုမယုံပါဘူးဘာလို့လဲဆိုတော့အရင်ကရေတစီတက်တာခံရတဲ့သူတွေဆိုရင်အလောင်းကရေပေါ်ကိုပေါ်လာလေးရှိပေမဲ့မိအိုကြတော့ဖက်နှက်တစ်ဖက်ပဲကြံခဲ့လို့ပါဒါဟာရေတစီလောက်တာမဟုတ်ဘူးဆိုတာတေချာတလောက်ရှိနေပါတယ်အဲ့ဒီနောက်ဇီချီဟာအကျန်းကိုမိအိုရဲ့အဖေစီခေါ်သွားခဲ့ပါတယ်ဒါပေမဲ့မိအိုရဲ့အဖေကတော့သူ့သမီးကိစ္စကိုစိတ်မဝင်စားတဲ့အပြင်အကျန်းပေါ်မှာလည်းဆက်ဆံရေးမကောင်းပါဘူးဇီချီရဲ့ပြောပြချက်အရမိအိုရဲ့အမေဟာမိအိုမွေးကားစားမှာပဲတခြားလူနဲ့ခိုးရပါသွားခဲ့တာကြောင့်ပါအဲ့ဒါကြောင့်လည်းမိအိုဟာတခြားလူရဲ့သွေးနှောတဲ့ကလေးဆိုပြီးကောလာဟာလာတွေထွက်ခဲ့တယ်လို့သူမရဲ့အဖေဟာလည်းအနှိမ်ခံခဲ့ရပါတယ်ဒါကြောင့်မိအိုလေးကိုဇီချီကပဲငငယ်ကလေးကလက်ဆွဲပြီးပြုစုပြိုးထောင်ခဲ့ရတာပါမိအိုရဲ့နောက်ခံအကြောင်းကြောင့်သူမနဲ့ဘသူကမှတငယ်ချင်းမလုပ်ချင်ကြပါဘူးဇီချီအိမ်အောင်ကျသွားတဲ့အခါမှာတော့မိအိုဟာအထီးကျန်စွာနဲ့ပဲကြီးပြင်းလာခဲ့ရပါတယ်နောက်ပိုင်းမှာတော့အကျန်းကဇီချီရဲ့ခင်မွန်းဖြစ်သူကိုဖမ်းဆီးလိုက်တာကြောင့်မိသားစုအခြေအနေပြတ်ပြားသွားပြီးဇီချီဟာဒီရွာကိုပြန်ရောက်လာပြီးမိအိုနဲ့ပြန်ဆုံခဲ့တာပါစကားပြောရင်းနဲ့ဇီချီကအရေးကြီးတဲ့အချက်လက်တစ်ခုကိုသတိရသွားပါတယ်လွန်ခဲ့တဲ့2ပတ်လောက်ကမိအိုရဲ့အခန်းထဲကိုတခိုးတစ်ယောက်ဝင်ခဲ့ပူးပါတယ်အဲ့ဒီတခိုးကလက်ဝတ်ရတနာဘူးကိုခိုးပြီးနောက်မှာပကံတစ်ခုကိုတိုက်မိပြီးခွဲမိသွားပါတယ်မိအိုဟာချက်ချင်းနိုးလာခဲ့ပြီးအဲ့ဒီတခိုးကမိအိုရဲ့ပါးစပ်ကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မိအိုကစံထိုးနဲ့အဲ့ဒီတခိုးရဲ့လက်ဖွားကိုထိုးဖောက်လိုက်တာကြောင့်တခိုးဟာပြတင်းပေါက်ကနေထွက်ပြေးသွားခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အကျန်းဟာအခန်းထဲမှာတင်းလွန်စားတွေကိုရှာဖွေပါတော့တယ်အိမ်ထဲမှာလက်ဝတ်ရတနာဘူးပျောက်သွားတာအပြင်ကျွေတဲ့အပိုင်းစားတွေအများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်ကျွေတာတက်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ဒီလိုပစ္စည်းတွေကိုဝယ်ဖို့အကြောင်းမရှိပါဘူးဗီဒီယိုတွေကအဝတ်အစားတွေကလည်းရော့မသွားတဲ့အတွက်မိအိုဟာအိမ်ပြေးတာမဟုတ်ဘူးဆိုတာသေချာသွားပါတယ်အကျန်းဟာဇီချီကိုနှုတ်ဆက်ပြီးတင်းလွန်စားရှာဖို့မြေကမ်းနားကိုတယောက်တည်းသွားခဲ့ပါတယ်ငါးဖမ်းနေတဲ့အဖိုးအိုရဲ့ပြောပြချက်အရသူငါးဖမ်းနေတော့မှအဲ့ဒီဖက်နှက်ကရေပေါ်မှာပေါ်နေတာကိုတွေ့ခဲ့တာဖြစ်ပါတယ်အခုလိုစကားပြောနေရင်လည်းသူတို့နှစ်ယောက်ဟာဖက်နှက်တွေထားတဲ့နေရာကိုရောက်လာခဲ့ကြပါတယ်မဲအေးကိုရွာလူကြီးတွေကရင်းနှစ်တည်တဲ့တရေကတက်လိုက်တာလို့ယူဆထားကြတာပါဒါကြောင့်ဒီတရေရဲ့အညိုအတေးတွေကူးဆက်ခံရမှာကြောက်လို့ရွာသားတွေကဖက်နှက်တွေကိုပူဇော်ပသထားကြတာဖြစ်ပါတယ်
ဖက်နဲ့သွားယူတဲ့အခါမှာလည်းအဆောင်လက်ဖွဲ့တွေယူသွားကြရပါတယ်ဖက်နဲ့ကိုကင်ကြည့်နေတဲ့အကြံဟာအနီးကပ်လေးလာကြည့်တဲ့အခါမှာတော့ဖက်နဲ့ဖက်နောက်အောက်မှာကက်စီနဲသီးတစ်လုံးကတ်နေတာကိုချက်ချင်းပဲတွေ့လိုက်ရပါတယ်အဖိုးအိုနဲ့စကားပြောကြည့်တဲ့အခါမှာတော့ဒီရွာကိုအရင်ကလည်းစုံထောက်တယောက်ရောက်ဖူးတယ်လို့သိရပါတယ်ဒါပေမဲ့အဲ့ဒီစုံထောက်ဟာရင်းနစ်သေးတဲ့တရေရဲ့6လန့်ချင်းကိုခံရပြီး2ရက်ပဲနေပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးသွားခဲ့ရတာပါဒါအပြင်ရွာတွေကလူတော်တော်များများဟာလည်းအဲ့ဒီရင်းနစ်သေးတဲ့တရေကိုမြင်ပူးကြပါတယ်အဲ့ဒီထဲမှာမှအကျော်ကြားဆုံးကတော့ရက်ကွက်လူကြီးရဲ့သမီးဖြစ်သူရှောင်ရွှဲပဲဖြစ်ပါတယ်တနေ့မှာသူမရေချိုးနေတော့ရေအိုးတွေကရေတွေဟာအကြောင်းရင်းမရှိပဲအပြင်ကိုလှန်ထွက်လာပြီးကျမ်းပြင်တစ်ခုလုံးဆူရွှဲသွားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲရင်းနစ်သေးတဲ့တရေရဲ့လက်ဟာသူမရဲ့ပါးစပ်ကိုပိတ်လိုက်ပြီးသူမကိုအမှောင်ထဲကိုဆွဲခေါ်သွားဖို့ကြိုးစားပါတော့တယ်ကံကောင်းကျင်တော့သူမရဲ့မိခင်ဖြစ်သူရက်ကွက်လူကြီးကစောစောစီးစီးတွေ့သွားလို့သာရှောင်ရွှဲတယောက်အသက်ဘေးကလွတ်မြောက်ခဲ့တာပါအကျံဟာဒီအကြောင်းတွေကိုနားထောင်ပြီးအတော်လေးထူးဆန်းနေတာကြောင့်ဒေသခံမော်ဆရာစီကိုတွားရောက်ခဲ့ပါတယ်ရင်းနစ်သေးတဲ့တရေအကြောင်းကိုမေးကြည့်တဲ့အခါမှာတော့တစ်ဖက်လူကဒီမိစ္ဆာဟာစွမ်းအားအရန်ကြီးပြီးဘာကိုမှမလိုချင်ပဲလူတက်ဖို့ပဲကြိုးစားတာလို့အဖြေပေးခဲ့ပါတယ်သူကိုယ်တိုင်လည်းဘာမှမတတ်နိုင်ဘူးလို့ပြောပါတယ်သူလုပ်ပေးနိုင်တာကတော့ညဘက်အိတ်တဲ့အခါရင်းနစ်သေးတဲ့တရေအနားမကတ်နိုင်အောင်အမွှေးတိုင်နဲ့ဖျောင်းတိုင်တွေလုပ်ပေးဖို့ပဲရှိပါတယ်နေဘက်အပြင်သွားတဲ့အခါမှာတော့အားလုံးဟာကိုယ်ကန်နဲ့ကိုယ်ပဲလို့ဆိုပါတယ်ပြောဆူဆူနဲ့အကြံဘေးကင်းအောင်အမွှေးတိုင်တစ်ထုပ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအကြံဟာဒီမော်ဆရာစီကနေကက်စီနဲပင်တွေရှိနိုင်တဲ့နေရာကိုမေးမြန်းခဲ့ရမှာလုံချမ်းကူးလို့ခေါ်တဲ့ရေတံခွန်နားမှာရှိတယ်ဆိုတာသိလိုက်ရပါတယ်အခြေအနေတွေကိုသိရပြီးဖြစ်တဲ့အကြံဟာတဲလုံစာရှာဖွေဖို့အတွက်လုံချမ်းကူးကိုထွက်ခွာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာတင်သူ့ကိုစောင့်နေတာကြာလာပြီဖြစ်တဲ့ជីជីနဲ့တိုးပါတော့တယ်ជីជីကိုအတူတူမခေါ်ချင်ရတဲ့အကြောင်းရင်းကတော့သူမဟာနည်းနည်းပေါ့ပြက်နိုင်ပြီးစကားလည်းမလုံတာကြောင့်အမှုစုံစမ်းတဲ့နေရာမှာအနောက်ရှက်ဖြစ်မှာစိုးလို့ပါဒါကိုကြားလိုက်ရတဲ့ជីជីကလည်းသူမပါဇက်ပိတ်ထားပါမယ်လို့မဲအေးရဲ့ဘေးကင်းရေးအတွက်သူမအရန်စိုးရိမ်နေတာပါလို့ပြောပါတယ်အဲ့ဒီလိုမြင်တော့လေအကြံဟာမတက်တာတော့ပဲជីជីကိုလုံချမ်းကူးကိုခေါ်သွားလိုက်ရပါတယ်ရီမန်းချက်ပန်းတိုင်ကိုရောက်တဲ့အခါမှာတော့အကြံဟာကျမ်းပြင်အနက်မှာကက်စီနဲသီးတွေကိုတွေ့လိုက်ရပါတယ်ချောင်းပေးမှာလည်းနီးရဲနေတဲ့အရာတစ်ခုကိုတွေ့ရပါတယ်အနားသွားကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါဟာသွေးတွေဆူရွှဲနေတဲ့မြက်ခင်းပြင်ဖြစ်နေပါတယ်ဒါကိုမြင်လိုက်ရတဲ့ជីជីဟာမဲအေးရဲ့သွေးတွေလို့ထင်ပြီးချက်ချင်းပဲလန့်သွားပါတယ်ကံကောင်းတာကအကြံကသူမရဲ့အတွေးတွေကိုချက်ချင်းတားလိုက်နိုင်တာပါအခုချိန်မှာအကြံဟာသူ့ရဲ့အတွေ့အကြုံအရမဲအေးဟာရေတံခွန်မှာတစ်ခုခုဖြစ်ခဲ့ပြီးဖနက်တွေဟာရေစီးနဲ့အတူကန်တဲကိုမျောပါသွားကအဖိုးအိုကတွေးခဲ့တာလို့ခံမှန်းလိုက်ပါတယ်မိုးချုပ်သွားပြီဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ရဲ့ဒီနေ့ရှာဖွေမှုဟာဒီမှာတင်ပြီးဆုံးသွားပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အကြံဟာအိမ်တိုင်းရဲ့တကားဝါတွေမှာအဆောင်စာတွေနဲ့ငါးရိုးတွေကိုကတ်ထားတာမြေကြီးပေါ်မှာအမွှေးတိုင်တွေထွန်းထားတာကိုတွေ့လိုက်ရပါတယ်ဒါကိုကြည့်ချင်းအပြင်ရွာသားတွေဟာရင်းနစ်သေးတဲ့တရေကိုဘလောက်တောင်ကြောက်နေကြတယ်လဲဆိုတာသိတာပါတယ်အခန်းထဲပြန်ရောက်တဲ့အခါမှာတော့အကြံဟာနေဘက်ကရခဲ့တဲ့တဲလွန်စားတွေကိုစူးစီးပါတော့တယ်မဲအေးရဲ့အခန်းထဲကတွေးခဲ့တဲ့ကြွေးတဲ့အပိုင်းစာလေးတွေကိုကြည့်နေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့နှာခေါင်းကနေသွေးတွေစီးကျလာပါတယ်ဒီအချိန်တွေဟာနေဘက်ကရွာသားတွေဖြစ်နေတဲ့ပုံစံအတိုင်းပါပဲသူ့ကိုသူအိမ်မက်ကဲ့သို့မြင်ကွင်းတစ်ခုတည်းကိုဆွဲခေါ်ခံလိုက်ရပါတယ်မဲအေးကိုရင်းနစ်သေးတဲ့တရေကရေထဲကိုဆွဲခေါ်သွားတာကိုသူမြင်လိုက်ရပါတယ်အကြံဟာကြောက်လန့်တကြားနဲ့သူမကိုကယ်ဖို့အမြန်သွားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူဆွဲတင်လိုက်နိုင်တာကလူကောင်းပြတ်တစ်ခုပဲဖြစ်နေပါတယ်အဲ့ဒီကောင်းပြတ်ဟာလက်တွေ့လောကအထိအကြံနောက်ကိုလိုက်လာပြီးသူ့အခန်းထဲမှာကျနေပါတယ်အကြံဟာကြောက်လန့်ပြီးကြောင်သွားပါတယ်တော်သေးတာကတတိပြန်ဝင်လာတဲ့အခါမှာတော့သူဟာကျမ်းပြင်ပေါ်မှာတယောက်တည်းထိုင်နေတာဖြစ်ပြီးအခန်းထဲမှာခေါင်းပြတ်ဆိုတာလည်းမရှိပါဘူးဒါကြောင့်ဒီအခြေအနေကိုကြောက်သွားတဲ့အကြံဟာမိစ္ဆာတွေကိုမောင်းထုတ်ဖို့နဲ့စိတ်တည်ငြိမ်ဖို့အတွက်မော်ဆရာပေးလိုက်တဲ့အမွှေးတိုင်ကိုချက်ချင်းထွန်းလိုက်ပါတယ်နောက်နေ့မနက်ဈေးနေ့မှာတော့အကြံဟာជីជីရဲ့လမ်းပြမှုနဲ့အမျိုးသမီးတယောက်ကိုသွားတွေ့ပါတယ်မဲအေးပျောက်သွားတဲ့နေ့ကပုံမှန်ထက်စောစောထွက်သွားပြီးတခုခုအရေးကြီးနေတဲ့ပုံစံနဲ့အရန်လောနေခဲ့တယ်လို့အဲ့ဒီအမျိုးသမီးကជីជីကိုပြောပြပူတာပါဒါကိုကြားတော့အကြံကအဲ့ဒီနေ့မှာတခြားဘာထူးခြားတာရှိသေးလဲလို့သိချင်နေပါတယ်အဲ့ဒီအမျိုးသမီးကတော့အဲ့ဒီနေ့ကကိစ္စတစ်ခုရှိခဲ့တယ်လို့ဆိုပါတယ်မဲအေးဟာအဲ့ဒီနေ့မှာရက်ကွက်လူကြီးရဲ့သမီးရှောင်ရွှင်နဲ့စကားများခဲ့ကြတာပါတစ်ဖက်လူကစူးစူးဝါးဝါစိုက်ကြည့်လိုက်တဲ့အတွက်သူမလည်းဆက်ပြီးမကြည့်ရတော့ဘူးလို့ပြောပါတယ်ဒါကြောင့်အကြံဟာជីជីကိုခေါ်ပြီးရက်ကွက်လူကြီးရဲ့အိမ်ကိုချက်ချင်းသွားပါတော့တယ်အကြံဟာလည်းအစိုးရဘက်ကလူဖြစ်တာကြောင့်အိမ်ထဲကိုအလွယ်တကူပဲဝင်ခွင့်ရခဲ့ပါတယ်ရက်ကွက်လူကြီးကိုနှုတ်ဆက်ပြီးနောက်မဲအေးပျောက်ဆုံးမှုကိုစုံစမ်းဖို့လာတာဖြစ်ကြောင်းနဲ့သမီးဖြစ်သူရှောင်ရွှင်နဲ့စကားပြောချင်ကြောင်းပြောလိုက်ပါတယ်ရက်ကွက်လူကြီးကလည်းမငြင်းမဲ့အကြံနဲ့ជីជីကိုအိမ်ထဲကိုဖိတ်ခေါ်ခဲ့ပါတယ်ရှောင်ရွှင်နဲ့တွေ့တဲ့အခါမှာတော့အကြံကမဲအေးပျောက်ဆုံးတဲ့နေ့မှာသူမနဲ့စကားများခဲ့တာရှိလားလို့မေးပါတယ်ရှောင်ရွှင်ကလည်းအမှန်တိုင်းပဲရှိခဲ့တယ်လို့ဖြေပါတယ်ဒါပေမဲ့အဲ့ဒါကကိစ္စအသေးမွှားလေးပါသူမကမဲအေးစီမှာအနီအောင်ပိတ်စမှားထားတာကိုမဲအေးကအယောင်မှားပေးလို့အယောင်မှန်တဲ့ပစ္စည်းတွေပဲပတ်စံပေးချင်တာကြောင့်စကားများခဲ့ကြတာပါမဲအေးကတော့ပတ်စံမပေးရင်ရှောင်ရွှင်ရဲ့စိစက်ထားသူအရှိစီမှာတွားတောင်းမယ်လို့ပြောခဲ့ပါတယ်ဒီလိုကြောင့်ကိုသိရပြီးနောက်အကြံတို့နှစ်ယောက်ဟာအရှိရဲ့အိမ်ကိုရောက်လာခဲ့ကြပါတယ်အရှိရဲ့အဖေပြောပြချက်အရအခုတလောအရှိဟာလူရိပ်လူချေမပြပဲဖြစ်နေတယ်လို့သိရပါတယ်နေတိုင်းညမိုးချုံမှပြန်လာတတ်ပြီးကရိယာတချို့ယူပြီးပြန်ထွက်သွားတတ်ပါတယ်အရှိရဲ့အဖေပြောပြချက်အရအရှိဟာကြွေထဲလှုပ်တဲ့သူဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့သူကဝါသနာအရာပဲလှုပ်တာဖြစ်ပြီးလှုပ်ထားတာတွေကရုပ်ဆိုးတာကြောင့်အပြင်ကိုမယောင်းပဲလူသူကင်းဝေးတဲ့နေရာတစ်ခုမှာပဲလှုပ်ကင်နေတာပါအခြေအနေကိုသိရတဲ့အကြံဟာအရှိလှုပ်ထားတဲ့ကြွေထဲတချို့ကိုကြည့်ကျင်တယ်လို့ပြောပါတယ်အမျိုးသားကလည်းမငြင်းပါဘူးဒါပေမဲ့သူထွက်သွားတာနဲ့တပြိုင်နက်အကြံဟာသူ့ရဲ့ခံမှန်းချက်ကိုជីជីကိုပြောပြပါတယ်မဲအေးရဲ့အခန်းထဲကတွေ့ရတဲ့ကြွေတယ်စပေါ်မှာရဲစာမျက်နှာဆိုတဲ့စာလုံးရဲ့အစိပ်ပိုင်းပါနေပါတယ်
အဲ့ဒီဘေးမှာရှီးကြောက်ခဲဆိုတဲ့စာလုံးကိုသာပေါင်းလိုက်ရင်ရှော့ကြီးမြတ်သောဆိုတဲ့စာလုံးဖြစ်သွားမှာပါတကယ်ပဲအရှိရဲ့အဖေကကြွေတယ်တွေကိုယူလာတဲ့အခါမှာတော့အပေါ်မှာရှော့ဆိုတဲ့စာလုံးထင်ထင်ရှားရှားပါနေတာကိုအကြံတွေ့လိုက်ရပါတယ်ဒီတွေးရှိချက်ဟာမဲအေးနဲ့အရှိတို့ကြားမှာပတ်သက်မှုတစ်ခုခုရှိနေတယ်ဆိုတာကိုအတီးပြုတ်ပေးလိုက်တာပါပဲဘာဖြစ်လို့လဲဆိုတော့အရှိရဲ့ကြွေတယ်တွေကမယောင်းဘူးဆိုရင်မဲအေးစီမှာဘာလို့အရှိရဲ့ကြွေတယ်အပိုင်းစာရှိနေရတာလဲဒါတော်တော်လေးစဉ်းစားစရာဖြစ်နေပါတယ်ဒါနဲ့ပဲသတင်းရချင်းသူတို့နှစ်ယောက်ဟာအရှိကြွေတယ်လုပ်တဲ့နေရာကိုချက်ချင်းသွားခဲ့ကြပါတယ်နေရာကိုရောက်တဲ့အခါမှာတော့အရှိရဲ့အဖေပြောသလိုပဲတကယ်ကိုလူသူကင်းဝေးတဲ့နေရာဖြစ်နေပါတယ်။မွေတွေကြွက်တွေနဲ့တောကောင်တွေမျိုးစုံရှိနေပါတယ်။ဒါပေမဲ့ဒါကိုမြင်လိုက်ရတဲ့အကြံဟာမကြောက်တဲ့အပြင်သူ့ရဲ့ခံမှန်းချက်ကိုပို့ပြီးတော့တောင်ယုံကြည်သွားပါတယ်။အဲ့ဒါကတော့မဲအေးပျောက်ဆုံးမှုဟာအရှိနဲ့တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာပါပဲ။ဒီလိုလူသူကင်းဝေးပြီးခြေရလက်ရတော့မရှိသလောက်ဖြစ်နေတဲ့နေရာဟာမကောင်းတာလုပ်ဖို့အတွက်တကယ်ကိုအချက်ချကြတဲ့နေရာပါပဲ။ဒါကြောင့်အကြံဟာချီချီရဲ့ဘေးကင်းရေးအတွက်သူမကိုအိမ်အပြင်မှာထားခဲ့ပြီးသူတယောက်တည်းအခန်းထဲကိုတဲလွန်စဝင်ရှာခဲ့ပါတယ်။မောင်မောင်မဲမဲအခန်းထဲမှာကြွေတယ်တွေအပြည့်ရှိနေတာကိုမြင်တော့အကြံတော်တစ်ခုလုံးကြက်တီးထသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲထောင်းတနေရာမှာလူရိပ်တစ်ခုကိုသူတွေးလိုက်ရပါတယ်။အနားကိုတိုးသွားကြည့်လိုက်တော့မျက်နှာတစ်ခုလုံးဒဏ်ရာတွေနဲ့မဲအေးဖြစ်နေပါတယ်။မဲအေးရဲ့နောက်ကနေလည်းလူသားမဟုတ်တဲ့မိစ္ဆာတစ်ကောင်ရဲ့အတန်မျိုးကြားနေရပါတယ်။အဲ့ဒီနောက်မိစ္ဆာလက်ကြီးနှစ်ဖက်ဟာမဲအေးရဲ့ပခုံးကိုလာကင်လိုက်ပါတယ်။အကြံကဓားဆွဲထုတ်ပြီးခုတ်တော့မဲ့အချိန်မှာပဲပရင်ပေါက်ကသူ့အလိုလိုဝုန်းကနေပိတ်သွားပါတယ်။နောက်ကိုလှည့်ကြည့်လိုက်တော့အခန်းထဲမှာဘာမှမရှိတော့ပဲဗလာချင်းနေပါတော့တယ်။တကယ်တော့အခုနကမြင်လိုက်ရတာဟာသူ့ရဲ့စိတ်အာရုံမှားမှုပဲဖြစ်ပါတယ်။အပေါ်ဓာတ်ကိုတက်သွားတဲ့အခါမှာတော့အကြံဟာတောက်မှရှိတဲ့ဂရင်ပေါ်မှာလူတစ်ယောက်အိတ်နေတယ်လို့ပုံစံမျိုးကိုတွေးလိုက်ရပါတယ်။သူ့ရဲ့စုံတော့အတွေ့အကြုံရအဲ့ဒီထဲမှာအလောင်းရှိနေဖို့ကယာနှုံးပြပါပဲ။ဒါပေမဲ့သူသွားဖွင့်ကြည့်တော့မဲ့အချိန်မှာပဲအပြင်ကနေជីချီရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကိုကြားတာနဲ့အကြံလည်းဆက်မကြည့်နိုင်တော့ပဲជីချီကိုကာကွယ်ဖို့အတွက်အခန်းပြင်ကိုအပြေးလေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ရောက်သွားတဲ့အခါကျမှဒါဟာအထင်မှားမှုတစ်ခုပဲဆိုတာသိလိုက်ရပါတယ်။ជីချီရဲ့ရှင်းပြချက်ကိုနားထောင်ပြီးတဲ့နောက်မှာလည်းအကြံဟာဓာတ်ကိုပြန်မသိမ်းသေးပဲအပေါ်ဓာတ်ကအလောင်းဟာဘယ်သူလဲလို့အရှိကိုမေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အရှိကတော့ဘာမှမသိပဲကြောင်အသွားပါတယ်။အပေါ်ဓာတ်ကိုပြန်တက်ပြီးအိယာလေးကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာခေါင်းအုံးနဲ့ဆောင်းတွေပဲရှိနေတာပါ။အဲ့ဒီတော့မှအကြံဟာအရှိကိုအထင်မှားမိသွားမှန်းသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာပဲသူဟာဘသူပဲဝါဖြစ်ကြောင်းနဲ့ဘာကိစ္စနဲ့လာတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။သူတို့ဟာမဲအေးကိုရှာဖို့လာတာဖြစ်ကြောင်းနဲ့မဲအေးနဲ့အရှိကြားမှာဘလို့ပတ်သက်မှုရှိတယ်လဲဆိုတာကိုမေးမြန်းပါတယ်။အရှိကလည်းမဖုံးကွယ်ထားပဲအကြောင်းစုံကိုပြောပြပါတော့တယ်။သူဟာမဲအေးကိုမတော်တဆတွေ့ခဲ့ရကနေမြင်မြင်ချင်းချစ်မိသွားတာဖြစ်ပါတယ်။မဲအေးဟာလည်းသူ့လိုပဲတငယ်ချင်းမရှိတဲ့သူမို့လို့သူတို့နှစ်ယောက်ဟာတကယ်ကိုစိတ်တူကိုယ်တူတငယ်ချင်းတွေလိုဖြစ်ခဲ့ကြပါတယ်။အဲ့ဒီနောက်သူဟာမဲအေးကိုစတင်ပိုးပန်းခဲ့ပြီးချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့သူဟာငငယ်ကလေးကစိတ်ဆက်ထားတဲ့မိန်းကလေးရှိတယ်ဆိုတာကိုသိလိုက်ရပြီးမဲအေးကိုဘလို့ရင်ဆိုင်ရမယ်မသိဖြစ်ခဲ့ပါတယ်။နောက်ဆုံးတော့မဲအေးကိုအမှန်တိုင်းဝန်ခံလိုက်ရပါတယ်။ဒါကိုကြားတော့မဲအေးဟာအယံကိုဝမ်းနေသွားခဲ့ပြီးအရှိလည်းအယံကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါကြောင့်သူဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့သူ့အဖေနဲ့ရက်ကွက်လူကြီးတို့မင်္ဂလာကိစ္စပြောနေကြတော့မဲအေးကိုသူမရငယ်အဖြစ်သိမ်းကျင်တယ်လို့ရက်ကွက်လူကြီးကိုပြောလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီစကားလဲစုံရောရက်ကွက်လူကြီးကတော့ကချက်ချင်းဝင်ပြောပါတော့တယ်။သူတို့ဟာဂုံတရရှိလူဒန်းစားတွေဖြစ်ပြီးအကျင့်စာရိတ္တကိုအလေးထားတဲ့သူတွေဖြစ်လို့မဲအေးလိုမျိုးရိုးမထင်ရှားတဲ့သူကရှောင်ရွှဲနဲ့တယောက်တည်းသောလင်ကိုဘယ်လိုလုပ်မျှယူနိုင်မှာလဲလို့ဆိုပါတယ်။ရက်ကွက်လူကြီးကတော့ရဲ့စကားဟာအရှိရဲ့တောင်းဆိုချက်ကိုပြက်ပြက်သားသားညှင်းဆူလိုက်တာပါပဲ။အရှိကလည်းစိတ်လိုက်မှန်ပါပဲ။တကယ်လို့မရငယ်ပေးမယူဘူးဆိုရင်သူလည်းရှောင်ရွှဲကိုလက်မထပ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်အကြံဟာအရှိစီကအချက်လက်တွေကိုကင်ပြီးရက်ကွက်လူကြီးအိမ်ကိုနောက်တစ်ခါသွားခဲ့ပါတယ်။ရှောင်ရွှဲနဲ့အရှိရဲ့မင်္ဂလာကိစ္စဟာမဲအေးကြောင့်ဖြစ်နေတာလားလို့မေးခွန်းထုတ်ပါတယ်။အကြံစကားပြောလို့မှမဆုံးသေးဘူးရက်ကွက်လူကြီးကတော့ကကြားဖြတ်ပြောပါတော့တယ်။အရှိရဲ့အဲ့ဒီလိုမစီမဆိုင်တဲ့အတွေးတွေကိုသူမခွင့်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်းနဲ့အရှိကိုယ်တိုင်ကလည်းရှောင်ရွှဲအတွက်မဲအေးကိုစွန့်လွတ်ဖို့သဘောတူခဲ့တယ်လို့ဆိုပါတယ်။ပြောပြောဆူဆူနဲ့အရှိဟာစကားပြန်ပြင်ချင်နေတာလားဆိုပြီးအရှိအိမ်ကိုသွားဖို့လုပ်ပါတယ်။ဒါပေမဲ့အကြံကဒီမိသားစုနှစ်ခုကိုပေးမတွေ့နိုင်ပါဘူး။ဒါသူ့ရဲ့အမှုစုံစမ်းရေးကိုအများကြီးထိခိုက်စေနိုင်လို့ပါ။ဒါကြောင့်သူဟာအာနာကိုတုံးပြီးအမှုမပြီးမချင်းဒီနှစ်မိသားစုတည်တံ့မတွေ့ဖို့တားမြစ်လိုက်ပါတယ်။အဲ့ဒီနောက်အကြံဟာရှောင်ရွှဲကိုထပ်မေးပါတယ်။သူမနဲ့မဲအေးတွေ့ခဲ့တာဟာပစ္စည်းမှားပြီးတဲ့ကိစ္စထက်ပိုပြီးတော့အရေးကြီးတဲ့အရာရှိနေတယ်လို့ပြောလိုက်ပါတယ်။အခုတခါမှာတော့ရှောင်ရွှဲလည်းမလိမ်တော့ပါဘူး။သူမဟာမဲအေးကိုရည်ရွယ်ချက်ရှိရှိသွားပြီးရန်ရှာခဲ့တာပါလို့ဝန်ခံပါတယ်။ဘာဖြစ်လို့လဲဆိုတော့မဲအေးဟာအရှိရဲ့ကလေးကိုကိုဝင်ဆောင်ထားရပြီးအရှိသားသူမကိုလက်မထက်ရင်လူတကာကိုလိုက်ပြောမယ်လို့ချိန်ချောက်နေလို့ပါတယ်။မဲအေးဟာအကြံစီကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ကြောင်းလည်းဆဲဆူနေပါသေးတယ်။သူတို့နှစ်ယောက်ရန်ဖြစ်နေတာကိုကြည့်ပြီးအကြံဟာជីချီကိုခေါ်ကအရှိစီကိုပြန်သွားပါတယ်။ကလေးကိစ္စကိုအတီးပြုတ်ဖို့အတွက်ပါ။ဒါပေမဲ့အရှိကတော့အပြတ်သက်ညင်းဆိုပါတယ်။သူတို့နှစ်ယောက်ဟာလူချင်းနီးနီးကက်ကက်တောင်မနေခဲ့ဘူးတာကြောင့်ကိုဝင်ရှိဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ဒီလိုထွက်ဆိုချက်တွေကိုရပြီးတဲ့နောက်မှာတော့အကြံဟာအချက်လက်တွေကိုစုစည်းကြည့်ပြီးကောက်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့အရှိဟာမဲအေးရဲ့ချင်းချောက်မှုကိုခံနေရတာဖြစ်ပြီးမဲအေးရေတကုံမှာတွားတွေ့တဲ့လူဟာအရှိဖြစ်နိုင်တယ်ဆိုတာပါပဲ။နောက်တစ်မျိုးစဉ်းစားစရာရှိတာကတော့အရှိဟာရှောင်ရွှဲကိုလက်ထပ်ချင်တယ်ဆိုရင်မဲအေးနဲ့ပတ်သက်ခဲ့တဲ့တဲလွန်စားတွေကိုဖျောက်ဖျက်ပြရပါမယ်။ဒါကြောင့်မဲအေးအိမ်ကကြွေးတွေကိုလူလွတ်ပြီးဖျက်ဆီးခိုင်းခဲ့တာဖြစ်နိုင်ပါတယ်။
တခိုးဝင်နေဆိုတာကလူမြင်ကောင်းအောင်လှုပ်ထားတာဖြစ်ပြီးကြွေတွေကိုဖျက်ဆီးဖို့ကပဲအဓိကရည်ရွယ်ချက်ဖြစ်ပါလိမ့်မယ်ဒီလိုခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာတော့သူတို့ရဲ့ပထမဆုံးပြစ်မှတ်ကတစ်ခုတည်းရှိပါတော့တယ်အဲ့ဒါကတော့အဲ့ဒီနေ့ကတခိုးကိုရှာဖို့ပါပဲဒါကြောင့်သူတို့နှစ်ယောက်ဟာစုချင်းငွေအများကြီးပေးပြီးပွဲတစ်ခုလုပ်လိုက်ပါတယ်လူတွေကိုဆွဲဆောင်ဖို့အတွက်ပါဘသူလက်မှာပဲဖြစ်ဖြစ်ဒဏ်ရာရှိနေတဲ့သူဟာတခိုးပဲဖြစ်ရပါမယ်လူတွေတတုပ်ပြီးတတုပ်ဖြတ်သွားကြပါတယ်မကြခင်မှာပဲအကြံဟာအမျိုးသားတစ်ယောက်ကိုတတိထားမိလိုက်ပါတယ်သူ့ပုံစံကကုန်းကွာနဲ့တန်တရားဖြစ်เสียကောင်းနေပါတယ်လက်မှာလည်းထင်ရှားတဲ့ဒဏ်ရာတစ်ခုရှိနေပါတယ်ဂျီဂျီရဲ့ပြောပြချက်အရအဲ့ဒီလူရဲ့နာမည်ကအာဒုံလို့ခေါ်ပြီးရက်ကွက်လူကြီးအိမ်မှာအလုပ်လုပ်ခဲ့ပူတဲ့သူပါတခိုးမှုနဲ့ရက်ကွက်လူကြီးရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပြီးလူတကာရှိမှအဆက်ခွဲခံခဲ့ရလို့အဲ့ဒီနောက်ပိုင်းဘသူမှသူ့ကိုအလုံးမခန့်တော့တာလို့သိရပါတယ်ပြောပြတာနဲ့သူတို့နှစ်ယောက်ဟာအာဒုံရဲ့အိမ်ကိုသွားပြီးတဲလွန်စာရှာကြပါတယ်ဂျီဂျီကတော့ကျမ်းပြင်ပေါ်ကနေကြွေတဲ့အပိုင်းစားတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒါကအရှိရဲ့လက်ရာဖြစ်နေပါတယ်သူတို့ကြည့်နေတော့မှပဲအာဒုံဟာသူတို့နောက်မှာရောက်လာပါတယ်အကြံကဘသူလဲဆိုတာသိလိုက်ရတာနဲ့အာဒုံဟာကြောက်လန့်တကြားလှည့်ပြေးပါတော့တယ်ဒါကိုမြင်တော့အကြံလဲချက်ချင်းလိုက်ဖမ်းပါတယ်မကြခင်မှာပဲအာဒုံကိုမိသွားပါတယ်အိမ်ကိုပြန်ခေါ်လာတဲ့အခါမှာတော့အာဒုံဟာအကြံဘာလုပ်ချင်နေမှမသိပဲကြောင်နေပါတယ်တခိုးထားတဲ့ပစ္စည်းတွေအားလုံးဟာမိဖို့ကြောင့်ကထင်းပုံအောက်မှာရှိတယ်လို့ပြောပါတယ်ဒါနဲ့သူတို့နှစ်ယောက်လည်းအာဒုံခိုးထားတဲ့ပစ္စည်းတွေကိုလိုက်ရှာကြပါတယ်ပစ္စည်းတွေရှာနေတော့မှပဲအာဒုံကသူ့ရဲ့အကြောင်းတွေကိုပြောပြပါတယ်သူဟာရက်ကွက်လူကြီးရဲ့မတရားဆွဆွဲမှုကိုခံခဲ့ရတာဖြစ်ပြီးလူတိုင်းကသူ့ကိုတခိုးလို့ထင်နေကြလို့ဘယ်သူမှအလုံးမခန့်ကြဘူးလို့ဆိုပါတယ်အသက်ဆက်ဖို့အတွက်တခုခုမခိုးရင်သူငတ်သေးတော့မှမို့လို့ခိုးရတာပါလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲជីជីဟာအာဒုံခိုးထားတဲ့ပစ္စည်းတွေထဲကနေမဲအေးရဲ့လက်ဝတ်ရတနာတစ်တာကိုရှာတွေ့လိုက်ပါတယ်အဖြစ်ပြက်အစအဆုံးကိုသိလိုက်ရတဲ့အခါမှာတော့ဒါဟာတိုက်ဆိုင်မှုတစ်ခုပဲဆိုတာအကြံသိလိုက်ပါတယ်အာဒုံဟာမဲအေးပျောက်ဆုံးမှုနဲ့မပတ်သက်ပေမဲ့ခိုးမှုအတွက်တော့အပြစ်ပေးခံရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအာဒုံကအပြစ်ကနေလွတ်ငင်းခွင့်ရဖို့အတွက်သတင်းတစ်ခုပေးပါမယ်လို့ပြောပါတယ်အဲ့ဒီညကသူပစ္စည်းဝင်ခိုးတဲ့အချိန်မှာလူတစ်ယောက်ကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒါကတော့ရက်ကွက်လူကြီးကတော့ဝန်ကတော်ပဲဖြစ်ပါတယ်ဝန်ကတော်ဟာမဲအေးရဲ့အဖေနဲ့ဖောက်ပြန်နေတာဖြစ်ပြီးတကယ်လို့မဲအေးကိုရှာကျင်နေဆိုရင်ဝန်ကတော်စီမှာတွားရှာဖို့ပြောလိုက်ပါတော့တယ်အဲ့ဒီလူကတခုခုကိုတေချာပေါက်သိနေမှာပါလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်သူတို့နှစ်ယောက်လည်းထပ်ပြီးကြောင်သွားကြရပြန်ပါတယ်ဒါနဲ့သူတို့လည်းမဲအေးရဲ့အိမ်ကိုပြန်သွားပြီးဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကိစ္စကိုမေးမြန်းရပါတော့တယ်ဖခင်ဖြစ်သူဟာကိစ္စတွေပေါ်ကုန်ပြီဆိုတာသိလိုက်တာနဲ့အားလုံးကိုအမှန်တိုင်းဝန်ခံလိုက်ပါတယ်တကယ်တော့သူနဲ့ဝန်ကတော်ဟာငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြတာပါဒါပေမဲ့သူကအရန်စင်းရဲတာကြောင့်ဝန်ကတော်ဟာရက်ကွက်လူကြီးနဲ့လက်ထပ်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကတော့အဆက်မပြတ်ခဲ့ပဲဝန်ကတော်ကသူ့ရဲ့အကျွေးတွေကိုအမြဲကူဆက်ပေးခဲ့ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်လာတော့ကလည်းမဲအေးရဲ့ကိစ္စတွေကိုရှင်းဖို့အတွက်သူ့ကိုပတ်စံတစ်ထုပ်ပေးသွားခဲ့ပါသေးတယ်အဖြစ်မှန်ကိုသိလိုက်ရတဲ့အကြံတို့နှစ်ယောက်ဟာအခုမှပဲအမှုရဲ့အမှန်တရားကိုစတင်နားလည်လာပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အရှိစီကနေသိခဲ့ရတာကသူဟာမဲအေးအတွက်ရှောင်ရွှင်တဲ့မင်္ဂလာကိစ္စကိုဆွန့်လွတ်ခဲ့တယ်ဆိုတာပါပဲဒါကြောင့်လဲဝန်ကတော်ဟာနီလန်းမရှိတော့ပဲဒီလိုတွေလုပ်ခဲ့တာဖြစ်ပါလိမ့်မယ်အရှိရဲ့မိသားစုကအင်မတန်ချမ်းသာကြွယ်ဝတာကြောင့်သူတို့နဲ့ပတ်သက်ရဖို့ကရက်ကွက်လူကြီးမိသားစုအတွက်အရန်ရေးကြည့်ပါတယ်ဒါကြောင့်မဲအေးလိုမျိုးရိုးမရှိတဲ့သူတယောက်ကိုဒီနေရာမှာအစားထိုးဖို့ဘလို့မှခွင့်မပြုနိုင်ပါဘူးဒါကိုစဉ်းစားမိသွားတဲ့အကြံဟာချက်ချင်းပဲရက်ကွက်လူကြီးအိမ်ကိုသွားပြီးရှောင်ရွှဲရဲ့ပြစ်မှုကိုစတင်ဆွဆွဲပါတော့တယ်စစ်ဆက်ထားတဲ့ကိစ္စနဲ့ကိုဝင်ရှိတယ်ဆိုတဲ့ကိစ္စတွေဟာသူမှလှုပ်ကြံထားတဲ့အလိမ်ညာတွေပဲဖြစ်ပါတယ်အဲ့ဒီနေ့ကမဲအေးနဲ့တွေ့တာဟာပိတ်ကိစ္စကြောင့်မဟုတ်ပဲမဲအေးကိုအပြင်ကိုခေါ်ထုတ်ဖို့အတွက်ကြံစီခဲ့တာပါသူတို့နှစ်ယောက်တွေ့တဲ့အခါမှာရှောင်ရွှဲကမဲအေးဟာသူမရဲ့ယောက်ျားကိုလူယူနေတယ်လို့ထင်ပြီးစကားများခဲ့ကြပါတယ်မြေကြီးပေါ်ကသွေးတွေဟာလည်းမဲအေးရဲ့သွေးတွေပဲဖြစ်ပါတယ်အကြံရဲ့တဆင့်ပြီးတဆင့်အမေးမြန်းကြမ်းမှုတွေကြောင့်ရှောင်ရွှဲလည်းဘာမှပြန်မပြောနိုင်တော့ပါဘူးအရန်ကိုကြောက်လန့်သွားတဲ့အချိန်မှာသူမရဲ့နှာခေါင်းကနေသွေးတွေပြန်စီးကျလာပြန်ပါတယ်ပြီးတော့အကြံရဲ့နောက်ကျောကိုကြည့်ပြီးသူမတတ်လိုက်တဲ့မဲအေးရဲ့တရေကိုမြင်နေရတယ်ဆိုပြီးထိတ်လန့်တကြားနဲ့စိတ်လွတ်သွားပါတော့တယ်ရှောင်ရွှဲတတိပြန်ဝင်လာတဲ့အခါမှာတော့အကြံကမဲအေးရဲ့အလောင်းဘယ်မှာလဲလို့မေးပါတယ်ဒါပေမဲ့ရှောင်ရွှဲကတော့မဲအေးစီကနေသွေးတွေအများကြီးထွက်လာတာကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးခဲ့တာပါလို့ပဲပြောပါတယ်ရှောင်ရွှဲရဲ့ပုံစံကိုကြည့်ပြီးအကြံကသူမဟာတေချာပေါက်လိန်နေတော့မဲလို့ထင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အလောင်းကိုရှာမတွေ့သေးလို့ပါပဲជីជីကတော့အရန်ဒေါသထွက်ပြီးရှောင်ရွှဲကိုလက်ပါဖို့အထိလုပ်ပါတယ်ဒါပေမဲ့ဝန်ကတော်ကတားလိုက်ပြီးရင်းနစ်သေးတဲ့တရေကဆွဲသွားတာဖြစ်နိုင်တယ်လို့အကြောင်းပြချက်ပေးပါတယ်ရှောင်ရွှဲရဲ့ကံကြမ္မာကတော့တစ်ခုတည်းရှိပါတော့တယ်အဲ့ဒါကတော့အမှုမပြီးမချင်းထောင်ထဲမှာနေရဖို့ပါပဲမကြခင်မှာပဲညနေပိုင်းကိုရောက်လာခဲ့ပါတယ်ထမင်းစားနေတဲ့အကြံဟာတခုခုကိုထပ်ပြီးသတိထားမိလိုက်ပါတယ်မိအိမ်လေးကိုကင်ပြီးကြည့်လိုက်တဲ့အခါမှာတော့သူ့အခန်းထဲမှာခေါင်းမပါတဲ့မဲအေးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မိစ္ဆာတကောင်ဟာလူကောင်းတစ်ခုကိုစားတောက်နေတာကိုမြင်လိုက်ရပါတယ်အကြံကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီမိစ္ဆာဟာအကြံကိုစားဖို့အတွက်ချက်ချင်းတိုက်ခိုက်ပါတော့တယ်ဒီအခြေအနေကြောင့်အကြံလဲထိတ်လန့်တကြားအော်ဟစ်မိသွားပါတယ်ကံကောင်းတာကအရေးကြီးတဲ့အချိန်မှာသူ့ရဲ့တပည့်ဖြစ်သူကလာကယ်လိုက်လို့ပါအခုနောက်ကမြင်ခဲ့တာတွေဟာအမွှေးတိုင်ကြောင့်ဖြစ်ရတဲ့သူ့ရဲ့စိတ်အာရုံမှားမှုတွေပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါဟာတကယ်ဖြစ်နေတယ်လို့ခံစားရတာကြောင့်အကြံဟာတော်တော်နဲ့စိတ်မအေးနိုင်ပဲဖြစ်နေပါတယ်တပည့်ဖြစ်သူကလည်းဓာတ်ကိုဆွဲထုတ်ပြီးအကြံကိုကာကွယ်ပေးထားပါတယ်အကြံကသူ့တပည့်ကိုပြစ်တောက်ပြောပြီးတဲ့နောက်မှာတော့တပည့်ဖြစ်သူကသူခိုင်းထားတဲ့အချက်လက်တွေကိုယူလာပေးပါတယ်အဲ့ဒါကတော့ဒီရွာမှာအရင်ကဖြစ်ခဲ့ဘူးတဲ့လူသက်မှုတွေရဲ့မှတ်တမ်းပဲဖြစ်ပါတယ်အောက်လုံးကခေါင်းဖြတ်ခံရတာဒါမှမဟုတ်ခေါင်းပြောင်းနေတာတွေကြီးပါပဲအဲ့ဒီထဲမှာအမှုတစ်ခုကတော့မိသားစုဝင်15ယောက်လုံးတစ္ဆာဖောက်မှုနဲ့ဆွဆွဲခံရပြီးခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရတာပါဒါကိုကြားလိုက်ရတဲ့အကြံဟာအဲ့ဒီတုန်းကဘသူကဆွဆွဲခဲ့တာလဲဆိုတာကိုတေချာစုံစမ်းဖို့သူ့တပည့်ကိုခိုင်းလိုက်ပါတယ်ဒီအမှုဟာရင်းနစ်သေးတဲ့တရေနဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့သူခန်းစားနေရလို့ပါတစ်ချိန်တည်းမှာပဲရက်ကွက်လူကြီးအိမ်ဘက်မှာတော့တခုခုထူးဆန်းနေပါတယ်
အစီကံအမေရဲ့စကားအရမဲအေးဟာတေမသွားသေးပဲလူတစ်ယောက်ရဲ့ပြန်ပေးဆွဲခြင်းကိုခံထားရတာဖြစ်ပါတယ်အမေဟာဈေးသွားရင်းနဲ့အဲ့ဒီလူနဲ့ထပ်တိုးပြီးဝန်ကားတော့ကိုထပ်ပြီးငွေညှစ်ဖို့ကြိုးစားနေတာပါဒီတစ်ခါမှာတော့မဲအေးကိုတကယ်တက်ပြီးရင်းနှစ်သေးတဲ့တရေစားသွားတဲ့ပုံစံမျိုးလုပ်မယ်လို့ချိန်ချောက်ပါတယ်ဝန်ကားတော့အနေနဲ့ဒီတစ်ခါမှာကြေးပြား100ပဲပေးဖို့လိုပါတယ်အဲ့ဒီခေတ်ကကြေးပြား100ဟာအခုခေတ်ငွေ30ကနေ50လောက်နဲ့ညီမျှပြီးဝယ်ယူနိုင်စွမ်းကတော့3000ကနေ5000ဝန်းကျင်လောက်ရှိပါတယ်ဒါကိုကြားတော့ဝန်ကားဟာအရန်ကိုဒေါသထွက်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ကလည်းအဲ့ဒီလူကိုကြေးပြား400ပေးခဲ့ပူပြီးဖက်နဲ့တစ်ဖက်ပဲပြန်ရခဲ့လို့သူမကိုအယူလုံနေတယ်လို့ခံစားနေရလို့ပါဒါပေမဲ့သူမမှာနောက်ဆုံးအချိန်ဖြစ်ယုံကြည်ဖို့ကလွဲပြီးတခြားလမ်းမရှိတော့ပါဘူးဒါနဲ့အမေကိုပတ်စံသွားပေးခိုင်းလိုက်ပါတယ်ဒါပေမဲ့တဝက်ပဲပေးလိုက်ပြီးမဲအေးကိုတက်ပြီးမှကျန်တဲ့တဝက်ကိုပေးမယ်လို့ဆိုပါတယ်ပြန်ပေးသမားကတော့ဘာမှပြန်မပြောပဲမဲအေးကိုဖမ်းထားတဲ့နေရာကိုအမေကိုခေါ်သွားပါတယ်ဘယ်သူမှနောက်ယောင်ခံမလိုက်တာတေချာပြီးဆိုမှမျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အဲ့ဒီလူကတော့တခြားသူမဟုတ်ပဲအားလုံးပဲဖြစ်နေပါတယ်တကယ်တော့အမေနဲ့အားလုံးဟာတစ်ဖွဲ့တည်းပါရှောင်းရွှဲနဲ့မဲအေးတွေ့တဲ့နေ့ကဝန်ကတော်ဟာရှောင်းရွှဲတစ်ခုခုလွန်လွန်ကျူးကျူးမလုပ်မိအောင်အမေကိုနောက်ကနေလိုက်ခိုင်းခဲ့တာပါဒါပေမဲ့ရှောင်းရွှဲကညင်းခဲ့တာကြောင့်အမေဟာတိတ်တဆိတ်နောက်ကနေလိုက်သွားခဲ့ပြီးရှောင်းရွှဲကမဲအေးကိုရိုက်တတိလစ်အောင်လှုပ်လိုက်တာကိုမြင်သွားခဲ့ပါတယ်ရှောင်းရွှဲကကြောက်ပြီးထွက်ပြေးသွားတဲ့အချိန်မှာအမေကအားလုံးကိုခေါ်လိုက်ပါတယ်မူလာကတော့မဲအေးကိုစေကန်းပို့ဖို့ရည်ရွယ်ထားတာပါဒါပေမဲ့အားလုံးကတော့မကောင်းတဲ့စိတ်ဝင်ပြီးဒါကိုအသုံးချကရက်ွက်လူကြီးအိမ်ကိုငွေညှစ်ဖို့ကြံစည်ခဲ့ပါတယ်ဒါကြောင့်ရှောင်းရွှဲနဲ့ဝန်ကတော်တို့ပြန်ရောက်လာတဲ့အခါမှာမဲအေးရဲ့အရေးအယောင်တော့မရှိတော့တာပါဒါဟာနောက်ပိုင်းမှာဖြစ်လာတဲ့ငွေညှစ်မှုတွေရဲ့အစပဲဖြစ်ပါတယ်အားလုံးကတော့မဲအေးဆိုတဲ့ငွေတွင်းကြီးကိုချက်ချင်းအဆုံးမသက်ချင်တာကြောင့်ဖက်နဲ့တစ်ဖက်ပဲပြစ်ပေးခဲ့တာပါဒါဟာမဲအေးဖြစ်ရမှန်ရဲ့ဇက်ကြောင့်အစအဆုံးပါပဲအခုချိန်မှာတော့အားလုံးဟာအမေကိုမဲအေးဖမ်းထားတဲ့နေရာကိုခေါ်လာခဲ့ပါပြီဒီတစ်ခါမှာတော့သူဟာဂတိအတိုင်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝန်ကတော့ကိုအရန်ဖိအားပေးမိရင်သူ့အတွက်လည်းမကောင်းနိုင်ဘူးဆိုတာသူသိနေလို့ပါဒါနဲ့ပဲသူဟာဓာတ်ကိုဆွဲထုတ်ပြီးမဲအေးရဲ့ခေါင်းကိုတစ်ချက်တည်းပိုင်းချလိုက်ပါတော့တယ်နောက်တနေ့ရွာထဲမှာတော့ရွာသားတွေအားလုံးစုယုံရောက်ရှိလာကြပြီးလူတိုင်းဟာလည်းအဆောင်လက်ဖွဲ့တွေကိုစီနဲ့ကိုကာကွယ်ထားကြပါတယ်။သတင်းကြားချင်းရောက်လာတဲ့ជីជីဟာမဲအေးရဲ့ခေါင်းမပါတဲ့အလောင်းကိုကြည့်ပြီးအရန်ကိုဝမ်းနဲ့ပူဆွေးနေပါတယ်။ဒီမြင်ကွင်းကိုသူမဘလို့မှလက်မခံနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူမဟာမဲအေးကိုသမီးအရင်တယောက်လိုသဘောထားခဲ့တာကြောင့်ပါ။အခုလိုလူကြီးကအရင်မသေးပဲလူငယ်ကအရင်သေသွားရတာကိုသူမဘလို့မှဖြေမစင်နိုင်ဖြစ်နေပါတယ်။အကြံကလည်းជីជីအတွက်စိတ်မကောင်းဖြစ်မိပါတယ်။လန်းဆန်းတက်ကြွတဲ့အသက်တစ်ချောင်းဟာဒီလိုမျိုးလောကကြီးကနေထွက်သွားရတာကိုတကယ်တော့ကိစ္စတွေကကိုယ့်အပေါ်ကိုတိုက်ရိုက်မကြောက်အောင်မချင်းဘေးလူတွေအနေနဲ့ခံစားရသူရဲ့မိသားစုဘလောက်နာကျင်ရတယ်လဲဆိုတာဘယ်တော့မှသိမှာမဟုတ်ပါဘူးအပြင်လူဆိုတာအမြဲတမ်းကြည့်နေုံတတ်ပါပဲကိုယ်တိုင်တကယ်ကြုံရတဲ့ခါကျမှပဲဘလောက်တောင်ရင်ကွဲမတက်ခံစားရပြီးနှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့နာကျင်ရတယ်လဲဆိုတာသိမှာပါပူဆွေးနေရတာကជីជីတယောက်တည်းမဟုတ်ပါဘူးမဲအေးရဲ့အဖေဟာလည်းထပ်တူနာကျင်နေပါတယ်မဲအေးအသက်ရှိစဉ်တုန်းကတော့သူ့မျက်လုံးထဲမှာအမြဲတမ်းနှိမ်တာမုန်းတာတွေပဲရှိခဲ့ပြီးဒီသမီးကိုတော့မလိုချင်ခဲ့ပါဘူးအခုမဲအေးတကယ်တည်သွားပြီဆိုတော့မှအတိတ်ကအမတ်တရားတွေဟာဒီလှိုင်းလုံးကြီးတွေလိုတက်လာပါတော့တယ်အသက်ရှင်နေတဲ့လူတစ်ယောက်ဟာတေလောက်အောင်နာကျင်ရတာကြောင့်အသက်ဝိညာဉ်တောင်တဝက်လောက်လွင့်သွားတယ်လို့ပါပဲဒါကြောင့်မဲအေးအဖေဟာအရန်ကိုနောင်တရပြီးဝမ်းနဲ့ပူဆွေးတာကြောင့်ဒီအမှန်တရားကိုလက်မခံနိုင်ပဲကျိုးဆွဲချသိစီရင်သွားပါတော့တယ်သမီးအပေါ်ထားခဲ့တဲ့အကျွေးတွေကိုအောက်ပြည်အောက်ရွာမှာသွားဆက်ဖို့ရွေးချယ်လိုက်တာပါជីជីကတော့မဲအေးရဲ့အလောင်းကိုအိမ်ကိုပြန်ယူသွားပြီးရုပ်ကလပ်ကိုတေချာပြင်ဆင်ပေးပါတယ်ဒါပေမဲ့အကြံကတော့ဝမ်းနဲ့နေပေမဲ့လည်းသူ့ရဲ့စိတ်ကိုတော့အမှောင်ဖုံးမခံပဲအေးအေးဆေးဆေးစဉ်းစားပါတယ်တခုခုမှားနေတယ်ဆိုတာသူသတိထားမိပါတယ်ဒါကြောင့်မော်စရာကိုခေါ်ပြီးအရင်ကရင်နစ်သေးတဲ့တရေတက်သွားတဲ့သူတွေကိုမြုပ်ထားတဲ့နေရာကိုလိုက်ပို့ခိုင်းပါတယ်သူတခုကိုအတီးပြုတ်ခြင်းလို့ပါအဲ့ဒါကတော့အရင်ကအလောင်းတွေနဲ့မဲအေးရဲ့အလောင်းကြားမှာဘာကွာခြားချက်ရှိတယ်လဲဆိုတာပါပဲခါအရင်ကအလောင်းတွေကိုတခုချင်းတူးထုတ်ပြီးအခြေအနေကိုစစ်ဆေးပါတယ်ပြီးတော့ជីជីစီကနေမဲအေးရဲ့ဖက်နှက်ကိုယူပြီးဝစ်ကြည့်ခိုင်းတဲ့အခါမှာတော့အလောင်းနဲ့လုံးဝမတော်ဘူးဆိုတာတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအကြံကသူ့ရဲ့ခံမှန်းချက်ကိုပြောပြပါတော့တယ်အဲ့ဒါကတော့သူအရင်ကအလောင်းတွေကိုကြည့်တဲ့အခါလေဘင်းနေရာတွေဟာဓာတ်နဲ့အချက်ပေါင်းများစွာအထစ်ထစ်ငုံငုံခုတ်ထားမှပြတ်တောက်သွားတာပါဒါပေမဲ့မဲအေးရဲ့အလောင်းကတော့တစ်ချက်တည်းနဲ့ပြတ်နေပြီးဘာအစနာမှကြံမနေပါဘူးဒါအပြင်ရင်းနစ်သေးတဲ့တရေတက်တဲ့သူတွေဟာရေထဲမှာအကြာကြီးစိန်ထားရတာကြောင့်ခန္ဓာကိုယ်တွေဟာဖောရောင်နေတတ်ပါတယ်ဒါပေမဲ့မဲအေးရဲ့အလောင်းကတော့အဲ့ဒီလိုမျိုးဖောရောင်မနေပါတကယ်လို့ခန္ဓာကိုယ်ကဖောမရောင်ဘူးဆိုရင်ဖက်နှက်ကဘာလို့မတော်တာလဲဒီတဲလွန်စားတွေအားလုံးကဒီအလောင်းဟာမဲအေးမဟုတ်ဘူးဆိုတာကိုသက်သေပြနေပါတယ်အလောင်းကိုရင်းနစ်သေးတဲ့တရေတက်တယ်လို့မျိုးလောက်ကြံထားတာဟာသူတို့ရဲ့အာယုံကိုလွှဲဖို့အတွက်သက်ပါပဲအကျန်းရဲ့ရှင်းပြချက်ကိုကြားတော့ជីជីကလည်းသူမကိုယ်တိုင်အလောင်းကိုပြင်ဆင်ပြီးတော့ကမဲအေးရဲ့ကိုယ်ခန္ဓာနဲ့မတူတယ်လို့ခံစားခဲ့ရတယ်လို့ဆိုပါတယ်သူတို့ရဲ့ခံမှန်းချက်ဟာလုံးဝကိုမှန်ကန်နေပါတယ်ဘာလို့လဲဆိုတော့ဒီဘက်မှာဝန်ကတော်ဟာထောင်ထဲမှာရှိတဲ့ရှောင်းရွှဲစီကိုတွားတွေ့နေလို့ပါသူမကရှောင်းရွှဲကိုနှစ်သိမ့်ဖို့လာတာဖြစ်ပေမဲ့ရှောင်းရွှဲကိုပို့ပြီးတော့ကြောက်သွားစေပါတယ်ဘာလို့လဲဆိုတော့အခုဆိုရင်အပြစ်အားလုံးကရင်းနှစ်သေးတဲ့တရေစီရောက်သွားပြီဖြစ်လို့သူမကိုဘာလို့လွတ်မပေးသေးတာလဲလို့မေးပါတယ်ဝန်ကတော်ကတော့ရှောင်းရွှဲကိုတမင်တန်ရာရအောင်လုပ်မှုနဲ့ဆွဲချက်တင်ထားသေးလို့အခုထိထွက်လို့မရသေးဘူးလို့ပြောပါတယ်ပြောလေလေရှောင်းရွှဲကပို့ပြီးတော့ထိတ်လန့်လာလေပါပဲအဲ့ဒီညကသူမရေတကုံကိုသွားတာကိုသိတဲ့တက်တည်ရှိတာကြောင့်သူမရဲ့အပြစ်ကနေလွတ်မှာမဟုတ်ဘူးလို့ပြောပါတယ်ဝန်ကတော်ကအဲ့ဒီတက်တည်ကဘယ်သူလဲလို့သိချင်နေပါတယ်အဖြေကတော့ရှင်းနေပါတယ်
အဲ့ဒါကတော့အမေပါပဲဒါကြောင့်ဝမ်ကတော်ဟာအိမ်ပြန်ရောက်တာနဲ့အမေကိုလှည့်ပတ်ပြီးမေးပါတော့တယ်အမေကလည်းကိစ္စတွေကိုဖုံးကွယ်မထားနိုင်တော့ပဲသူမနဲ့အာရုံပူးပေါင်းလှုပ်ဆောင်ခဲ့တာတွေကိုအကုန်ပြောပြလိုက်ပါတယ်မဲအေးကတကယ်တော့မသိသေးပါဘူးအာရုံကတခြားအလောင်းတစ်လောင်းကိုရှာပြီးခေါင်းဖြတ်ကကန်ထဲပစ်ချခဲ့တာပါဝမ်ကတော့ကိုဆက်ပြီးငွေညှစ်ဖို့အတွက်အစီအစဉ်ဆွဲထားတာဖြစ်ပါတယ်ဒါကိုသိလိုက်ရတဲ့ဝမ်ကတော်ဟာအရန်ကိုဒေါသထွက်သွားပြီးအမေကိုအာရုံစီလိုက်ပို့ခိုင်းပါတယ်အခုလိုအခြေအနေမှာအာရုံနဲ့မဲအေးနှစ်ယောက်လုံးတေသွားမှသာသူတို့ဘေးကင်းမှာမဟုတ်လို့ပါတခြားတစ်ဖက်မှာတော့ချီချီကလည်းတခုခုထူးဆန်းနေတာကိုသတိထားမိလိုက်ပါတယ်အလောင်းကမဲအေးမဟုတ်ရင်မဲအေးကဘယ်မှာလဲအဲ့ဒီအချိန်မှာချီချီဟာလက်ထဲကလက်ကောက်ကိုကြည့်ပြီးဒါဟာသူမမဲအေးကိုပေးထားတာဖြစ်ပြီးမဲအေးကဘယ်တော့မှမချွတ်တန်းဝတ်ထားတာကိုသတိရသွားပါတယ်ဒါဆိုရင်ဘာလို့အာရုံအိမ်မှာတော့အာရုံခိုးထားတဲ့လက်ဝတ်ရတနာတစ်တာထဲမှာဒီလက်ကောက်ကရှိနေရတာလဲဒီထူးခြားချက်ကိုသတိထားမိလိုက်တဲ့သူတို့နှစ်ယောက်ဟာမဲအေးဟာတေချာပေါက်အာရုံလက်ထဲမှာရှိနေမယ်ဆိုတာသိသွားပါတော့တယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာအာရုံအိမ်ကိုချက်ချင်းထွက်သွားကြပါတယ်တစ်ချိန်တည်းမှာပဲဝမ်ကတော်ဟာလည်းအမေရဲ့လမ်းပြမှုနဲ့အာရုံကိုရှာတွေ့သွားပါတယ်ဝမ်ကတော့ကိုမြင်လိုက်ရတဲ့အာရုံဟာအရန်ကိုထိတ်လန့်သွားပါတယ်ဝမ်ကတော်ကလည်းတက်တက်ပဲပြောပါတော့တယ်သူမဲအေးကိုမတက်ရသေးပဲသူမကိုဆက်ပြီးငွေညစ်ချင်နေတာကိုပြောလိုက်တဲ့အခါအာရုံရဲ့မျက်လုံးတွေကပြောင်းလဲသွားပါတယ်အမေကသူ့ကိုတစ္ဆာဖောက်လိုက်ပြီဆိုတာသူသိလိုက်ပါပြီဝမ်ကတော်ကတော့ဘာကူမှဂရုမစိုက်ပါဘူးသူမရဲ့အစီအစဉ်ကအမေငှဲ့ပေးတဲ့လက်ဖက်ရည်နဲ့အာရုံကိုအစိတ်ခတ်တက်ဖို့ပါပဲအဲ့ဒီလိုတက်ပြီးမှမဲအေးကိုဖမ်းထားတဲ့နေရာရဲ့တော့ကိုယူမှာပါဒါပေမဲ့အာရုံကချက်ချင်းဆိုသလိုထရက်ပြီးအမေရဲ့လက်ပင်ကိုလှိလိုက်ပါတော့တယ်တစ္ဆာဖောက်အတွက်သူကတော့ဘာမှညှတာနေမှာမဟုတ်ပါဘူးဒါဟာဝမ်ကတော့ကိုအရန်ကိုတုံ့လှုပ်သွားစေပေမဲ့သူမရဲ့စိတ်ကိုအတင်းကျပ်ထိန်းထားပါတယ်ပြီးတော့အာရုံကိုသူမကိုတတ်လိုက်ရင်ပတ်စံရမှာမဟုတ်ဘူးလို့ပြောပါတယ်သူမယူလာတာကကြောက်ခဲတွေပဲဖြစ်ပြီးစုံတောက်စီကိုလည်းစာရေးထားခဲ့တယ်လို့ဆိုပါတယ်တကယ်လို့သူမပြန်မလာနိုင်ရင်အဲ့ဒီစာကထွက်သွားမှာပါဝမ်ကတော်ဟာတကယ်ကိုညံများတဲ့သူလို့ပြောရမှာပါဒါကြောင့်လည်းဒီနေ့ဒီနေရာအထိရောက်လာတာပေါ့တကယ်ပဲဝမ်ကတော့စကားကိုကြားပြီးတော့အာရုံဟာတကူကူလှုပ်ဖို့ဝေခွဲမရဖြစ်သွားပါတယ်သူတို့နှစ်ယောက်ရဲ့စကားတွေကိုတော့အပြင်မှာရှိနေတဲ့အကြံတို့နှစ်ယောက်ကအကုန်ကြားနေရပါတယ်ဒါပေမဲ့အခုထိမဲအေးဘေးကင်းရဲ့လားဆိုတာမသိရသေးတာကြောင့်သူတို့လည်းဇုံမဝင်ရဲပဲနောက်ကနေပဲတိတ်တဆိတ်လိုက်လာခဲ့ကြပါတယ်တောင်ကူတစ်ခုတည်းကိုရောက်သွားတဲ့အခါမှာတော့အသက်ငင်နေတဲ့မဲအေးကိုတွေ့လိုက်ရပါတော့တယ်ဒါပေမဲ့အကြံကတော့အခွင့်အရေးကိုပဲစောင့်နေပါတယ်မကြခင်မှာပဲဝမ်ကတော့ဟာအာရုံကိုသူမပတ်စံဝတ်ထားတဲ့နေရာကိုခေါ်သွားပါတယ်အာရုံကမဲအေးကိုတက်တာကိုမြင်မှသူမကပတ်စံပေးမှာပါဒီအခြေအနေကိုကြည့်နေတဲ့မဲအေးဟာအာရုံတတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာပဲလှည့်ပြီးထွက်ပြေးပါတော့တယ်ဒါကိုမြင်တော့အာရုံကလိုက်ဖို့လုပ်ပေမဲ့ရုတ်တရက်ပေါ်လာတဲ့အကြံကသူ့ကိုတားလိုက်ပါတယ်အခုဆိုရင်တိုက်ပွဲဟာနှစ်နေရာကွဲသွားပါပြီဝမ်ကတော်ကတော့မဲအေးနဲ့ချီချီတို့နောက်ကိုလိုက်သွားပြီးအာရုံကတော့အကြံနဲ့ရင်ဆိုင်ရမှာပါဒါပေမဲ့အခုချိန်မှာတော့အာရုံရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေလုံးဝမရှိတော့ပါဘူးကုန်းကွနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းဆိုသလိုမတ်မတ်ကြီးဖြစ်သွားပြီးဘယ်မှာလဲအရင်ကလိုလူမမာပုံစံသူကအကြံအံ့ဩသွားမယ်လို့ထင်နေတာပါဒါပေမဲ့အကြံကတော့ဘာမှမထူးဆန်းသလိုပါပဲသူဟာအဲ့ဒီအလောင်းရဲ့လေပင်ကဒဏ်ရာကိုကြည့်ကြတဲ့ကတာမန်လူတစ်ယောက်ခုတ်နိုင်တဲ့ဒဏ်ရာမျိုးမဟုတ်ဘူးဆိုတာကိုကြိုပြီးသိနေခဲ့တာပါအာရုံနဲ့ခဏလောက်လက်ချင်းရှင်ပြီးတိုက်ခိုက်ကြည့်လိုက်တာနဲ့တစ်ဖက်လူရဲ့တိုက်ကွက်တွေကိုသူမြင်သွားပါတယ်အာရုံဟာတကယ်တော့တောပုံဓမြတစ်ယောက်ဖြစ်ပြီးသူတို့နှစ်ယောက်ဟာတယောက်တစ်လက်အပြန်အလှန်တိုက်ခိုက်နေကြပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်မှာပဲအကြံရဲ့စိတ်အာရုံတွေကထပ်ပြီးဝေဝါးလာပြန်ပါတယ်ရင်းနစ်တည်တဲ့တရေကတ်လာတာကိုမြင်လိုက်ရတာကြောင့်အကြံရဲ့အသာစီးရနေတဲ့အခြေအနေဟာချက်ချင်းပျောက်ကွယ်သွားပါတယ်အာရုံကလည်းဒီအခွင့်အရေးကိုသုံးပြီးအကြံကိုအပြင်းထန်ဒဏ်ရာရအောင်လုပ်လိုက်ပါတယ်ကံကောင်းတာကနောက်ဆုံးအချိန်မှာအကြံဟာစိတ်ကိုတင်ထားပြီးကြောက်စိတ်ကိုရင်ဆိုင်နိုင်ခဲ့ပါတယ်ပေါ်ရှန်ရဲ့အရှိန်ပြင်းတဲ့ကံကြက်တစ်ချက်နဲ့အာရုံကိုကန်ထုတ်လိုက်ရာအာရုံဟာတစ်ပင်ပင်စီမှာစိုက်မိပြီးတိတ်ဆုံးသွားပါတော့တယ်ကြီးချီတို့ဘက်မှာလည်းဝမ်ကတော်ကတော်တော်လေးတော်ပေမဲ့လူအင်အားမမျှတာကြောင့်မကြခင်မှာပဲသူတို့နှစ်ယောက်ရဲ့ရိုက်နှက်မှုကိုခံရပြီးတစ်ပင်မှာအခြေခံလိုက်ရပါတယ်ဒီလိုနဲ့မဲအေးပျောက်ဆုံးမှုဟာအောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်အကြံကတော့ရွာကနေထွက်ခွာတော့မှာပါသူထွက်သွားတော့မယ့်အချိန်မှာជីချီကတော့မခွဲကျင်တယ်လို့ဖြစ်နေပြီးအကြံနောက်တစ်ခါပြန်လာအောင်မလားဆိုတာသိကျင်နေပါတယ်အကြံကလည်းဒီမှာရင်းနစ်သေးတဲ့တရေကိစ္စကမပြီးသေးတာကြောင့်သူတေချာပေါက်ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်အမှုမပေါ်သေးခင်အထိတော့ရွာသားတွေအနေနဲ့မှော်စရာပေးတဲ့အဆောင်တွေနဲ့အမွှေးတိုင်တွေကိုပဲအားကိုးကြပါအောင်လို့မှားခဲ့ပါတယ်ဒါပေမဲ့သူစကားပြောလို့မှမဆုံးသေးဘူးជីချီပြောလိုက်တဲ့စကားတစ်ခုကြောင့်အကြံဟာထူးဆန်းတာတစ်ခုကိုချက်ချင်းသတိထားမိသွားပါတယ်အဲ့ဒီတော့မှအကြံသတိရသွားတာကသူ့စေကမ်းမှာနားနေတဲ့အချိန်တုန်းကအမွှေးတိုင်မထွန်းခဲ့ဘူးဆိုတာပါပဲအဲ့ဒီတော့ကသူရင်နစ်တည်တဲ့တရေကိုလုံးဝမမြင်ခဲ့ရပါဘူးဒီအချက်ကိုသိလိုက်တာနဲ့တယောက်ယောက်ကနောက်ွယ်ကနေကစားနေပြီဆိုတာအကြံသိလိုက်ပါပြီအဲ့ဒါဟာတေချာပေါက်မော်စရာပဲဖြစ်ရပါမယ်အကြံဟာချက်ချင်းပဲជីချီကိုသူ့ရဲ့တစိမ့်ပြားပေးပြီးမော်စရာကိုဖမ်းဖို့အတွက်အာနာပိုင်တွေစီလူလွတ်လိုက်ပါတယ်သူကိုယ်တိုင်ကတော့ဆရာဝန်စီသွားပြီးအမွှေးတိုင်ထဲမှာဘာတွေပါတယ်လဲဆိုတာစစ်ဆေးခိုင်းလိုက်ရာအဲ့ဒီအထဲမှာစိတ်အာရုံမားစေတဲ့ဆေးတွေပါနေတယ်ဆိုတာသိလိုက်ရပါတယ်လူတွေဟာဘာကိုကြောက်တယ်လဲအဲ့ဒီအရာကိုပဲမြင်နေရအောင်လုပ်ထားတာပါနှာခေါင်းသွေးယူတာဟာလည်းခန္ဓာကိုယ်ကအဲ့ဒီအစိတ်ကိုပြန်လဲတိုက်ထုတ်နေတာကြောင့်ဖြစ်ပါတယ်အကြောင်းစုံကိုသိသွားတဲ့အကြံဟာမော်စရာစီကိုချက်ချင်းသွားပါတော့တယ်လမ်းမှာတင်သူ့တစ်ဖက်ကသူခိုင်းထားတဲ့စုံစမ်းစစ်ဆေးမှုမှတ်တမ်းကိုယူလာပေးပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတစ္ဆာဖောက်မှုဖြစ်စဉ်ပါပဲအဲ့ဒီတုန်းကလူ15ယောက်ရှိတဲ့အထဲမှာ14ယောက်ပဲအဖမ်းခံခဲ့ရတာပါလွတ်မြောက်သွားတဲ့တယောက်ကတော့ကလေးလေးတယောက်ဖြစ်ပါတယ်အဲ့ဒီကလေးဟာသူ့မိသားစုတွေမတရားဆွဆွဲခံရပြီးတေဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရပြီးတဲ့နောက်ပျောက်ကွယ်သွားခဲ့တာပါ
အခုမော်ဆရာရဲ့အသက်အရွယ်နဲ့တွက်ကြည့်မယ်ဆိုရင်အဲ့ဒီကလေးနဲ့အတော်လေးတူနေပါတယ်ဒါကြောင့်မော်ဆရာဟာလက်စားချေဖို့အတွက်ရွာကိုပြန်လာတာဖြစ်ပြီးသူ့မိသားစုကိုဒုက္ခပေးခဲ့တဲ့ရက်ွက်လူကြီးနဲ့ဝန်ကတော်တို့ကိုတတ်ဖို့ကြံစည်နေတာပါအမှန်တရားကိုသိသွားတဲ့အကြံဟာမော်ဆရာစီကိုအမြန်သွားခဲ့ပေမဲ့တလှမ်းနောက်ကျသွားခဲ့ပါပြီစစ်သားတွေအားလုံးဟာမော်ဆရာရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီးမော်ဆရာကလည်းထွက်ပြေးသွားခဲ့ပါပြီအိမ်ထဲကိုဝင်ကြည့်လိုက်တော့ရက်ွက်လူကြီးနဲ့ဝန်ကတော်တို့ဟာလည်းအသက်ခံလိုက်ရပြီဆိုတာတွေးလိုက်ရပါတယ်အဝိစင်ပေါ်မှာရှိတဲ့ဂုံးတွေကိုကြည့်ပြီးမော်ဆရာဟာအဝိစားအထူကြီးတွေဝတ်ပြီးမြောက်ဘက်ကိုထွက်သွားတယ်လို့အကြံခံမှန်းလိုက်ပါတယ်တရားခံဘသူလဲဆိုတာသိသွားပြီဖြစ်လို့အကြံအနေနဲ့သူ့ကိုလက်ရဖမ်းဆီးဖို့လိုအပ်ပါတယ်ဒါကြောင့်အကြံဟာတရားခံနောက်ကိုလိုက်ဖမ်းဖို့အတွက်ခရီးသစ်တစ်ခုကိုထပ်ပြီးစတင်လိုက်ပါတော့တယ်ဒီဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ